ကိုဝင်ခုနှစ်လနဲ့ယောက်ျားဖြစ်သူစီကဆုံးဖြတ်ခံလိုက်ရတဲ့ကိုဝင်တယ်လေကဲပရိသတ်ကြီးတို့ရေဒီဘက်ခေတ်ကြီးမှာတော့လူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်မိပြီးအစွန်းအထင်းဖြစ်သွားကြပြီဆိုတဲ့အခါမျိုးမှာစကားအဖြစ်နဲ့သာအမျိုးမျိုးကတိပေးပြီးမိန်းကလေးတွေရဲ့ဘဝကိုဖျက်ဆီးပြနေကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးအဖြစ်အပျက်တွေကြားတဲ့ကမှာအချစ်တစ်ခုတည်းကိုယုံပြီးဘဝပေးမိခဲ့တဲ့ဒီကိုဝင်တယ်လေးကတော့အခုအချိန်မှာဘဝကိုခက်ခက်ခဲခဲဖြတ်တန်းရင်းနဲ့ဘဝကိုကြော်လွှားနေရတာပဲဖြစ်ပါတယ်ဒီမိန်းကလေးဟာဆိုရင်အသက်20ကျော်အရွယ်ပဲရှိသေးပေမဲ့6လပြည့်ရင်အိမ်ပေါ်ခေါ်တင်ပေးမယ်ဆိုတဲ့ယောက်ျားဖြစ်သူရဲ့စကားကိုယုံစားပြီးလက်ထပ်ယူခဲ့မိတာဖြစ်ပါတယ်အခုလိုမျိုးကိုဝင်9လတဲကိုရောက်သွားပြီးချိန်မှာတော့ထိုင်းနိုင်ငံရောက်နေပြီဖြစ်တဲ့သူ့ယောက်ျားဖြစ်သူနဲ့လုံးဝအဆက်အသွယ်မရတော့သလိုအိမ်စရိတ်နဲ့ပတ်သက်လာရင်လည်းနည်းနည်းလေးမှမထောက်ပံ့တာမို့လို့အတော်လေးကိုခက်ခဲနေခဲ့ရတာပါတကယ်တမ်းမှာကြတော့ယောက်ျားဖြစ်သူနဲ့အဆက်အသွယ်ရှိတဲ့အခါမျိုးမှာတော့သူ့ယောက်ျားကဒီကလေးကိုမွေးပြီးရင်သူများသာပေးပစ်လိုက်လို့ပြောတာကြောင့်မိခင်စိတ်ရှိတဲ့သူခမရရအောင်မွေးမယ်လို့အားခေးထားရတာပဲဖြစ်ပါတယ်မိဘတွေဖြစ်တဲ့အမေကလည်းပယံအလုပ်လုပ်ရင်းနဲ့ဘဝကိုရုန်းကန်နေရတယ်လို့အဖေအရင်ကလည်းကျမ်းမာရေးချို့တဲ့နေတာမို့လို့ဒီကိုဝင်တဲ့အမျိုးသမီးလေးခမယောက်ျားတစ်ယောက်ကြောင့်ဘဝအကျက်အတဲကာလာတဲကိုရောက်နေရတာလို့ပြောရပါမယ်ဒါကြောင့်ပရိသတ်ကြီးတို့လည်းမိခင်စိတ်အပြည့်ရှိတဲ့သူမအတွက်အဆအဆအရာရာအဆင်ပြေစေဖို့ဆုတောင်းပေးရင်းနဲ့သူမကိုအားပေးစကားပြောပေးသွားကြပါအောင်ဗျာ